ပြောမယ်နော်ကျမတို့ပြည်သူပြည်သားတွေကိုနည်းနည်းမာနကလေးရှိစေခြင်းနဲ့ကောင်းတဲ့မာနရှိစေခြင်းနဲ့အဲ့ဒီလိုဩဇာရှိတဲ့လူအာဏာရှိတဲ့လူကိုမျက်နှာလှုပ်တာဟာရှက်စရာကောင်းတယ်ဆိုတဲ့မာနမျိုးတော့ရှိစေခြင်းနဲ့ဒီလိုမာနကင်းမဲ့တာဟာအကြောက်တရားကြောင့်ပဲဒါကြောင့်အကြောက်တရားကြော်လွှားဖို့ဆိုတာဟာကိုယ့်ဘာကိုလုပ်ယူရမယ်ဒီလိုဟလာလူတယောက်ကိုသူဩဇာရှိလို့ကျမလေးတစ်ခါတလေအားသိနေကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဆိုလို့ရှိရင်လေတမိုင်တော့တောင်မှလာမကတ်တဲ့လူတွေကနည်းနည်းအခြေအနေကောင်းပြီဆိုလို့ရှိရင်တမျိုးပြောင်းသွားတယ်အဲ့တော့ဒီတော့ကျမပြောမယ်ကျမအမြဲပဲကြိုဆိုလျက်ပါအရင်တော့ကဘယ်လိုပဲကျမတို့ပေါ်မှာဆက်ဆံအခုကျမတို့ ਨੇ တကယ်ပဲလက်တွဲပြီးတော့လှုပ်ချင်တယ်နိုင်ငံအကျိုးတဲ့လှုပ်ချင်တယ်ဆိုရင်ကျမအမြဲပဲကြိုဆိုလျက်ပါဒါပေမဲ့ကိုတော့ပြန်ပြီးတော့သုံးသပ်ကြပါတကယ်ပဲကျမတို့ ਨੇ နိုင်ငံအကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တာလားဒါမှမဟုတ်ကိုယ့်အကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တာလားဆိုတာတော့စဉ်းစားစီချင်ပါတယ်အဲ့ဒီလိုကိုအကျိုးအတွက်လက်တွဲပြီးတော့လှုပ်ချင်တယ်ဆိုလို့ရှိရင်စိတ်မပြတ်ပါနဲ့ကိုယ်စိတ်ကိုပြင်ယူလို့ရပါတယ်ကျမအဲ့ဒါကိုယုံကြည်တယ်ပြင်ယူပါ